မြန်မာနိုင်ငံကဇူမီချင်းလူမျိုးတွေရဲ့တမိုင်းမှာလေအလွန်ဩဇာကြီးမားတဲ့ခေါင်းဆောင်တူရှိခဲ့ပါတယ်။သူကိုဇူမီတို့ရဲ့ John Wesley လို့တောင်တင်စားခေါ်ကြတယ်။ဒီနေ့ကျွန်တော်တို့လေ့လာစူးစမ်းမှာကတော့အဲ့ဒီပုဂ္ဂိုလ် Holian Kham ရဲ့အမွေနဲ့တကြောင်ပါပဲ။ကျွန်တော်တို့မှာသူနဲ့ပတ်သက်တဲ့လေ့လာမှုလမ်းညွှန်တစ်ခုနဲ့ပညာရေးဆိုင်ရာဆောင်းပါးတစ်စောင်ရှိပါတယ်။ဒီအရင်အမြင့်တွေကိုအခြေခံပြီးတော့လူတယောက်ရဲ့ယုံကြည်ချက်ကနေလူဖွဲ့စည်းတစ်ခုလုံးကိုဘာသာရေးရရောလူမှုရေးရပါဘလို့ပုံဖော်ပြောင်းလဲခဲ့တယ်လဲဆိုတာကိုအသေးစိတ်ကြည့်ကြမှာပါ ဟုတ်ပါတယ်ဒီဆွေးနွေးမှုမှာလဲ Holian Khan ဆိုတာဘယ်သူလဲဆိုတာထက်သူကဘယ်လိုနောက်ခံသမိုင်းနဲ့ပေါ်ထွက်လာခဲ့တယ်လဲပြီးတော့သူ့ရဲ့ကိုယ်ပိုင်ဘွားအလဲပြောင်းလဲတွေကနေပေါ့နော်အဲ့ဒီကနေမှလူလူတစ်ရက်လုံးကိုလွှမ်းခြုံနိုင်တဲ့ပြန်လဲနိုးထိုရေးလှူရှားမှုကြီးတစ်ခုဘယ်လိုဖြစ်လာတယ်လဲအဲ့ဒီဘယ်လိုနဲ့ဘာကြောင့်ဆိုရဖြစ်စဉ်ကိုအရင်အမြစ်ဒီကနေထုတ်နှုတ်ပြီးလွတ်လာသွားကြမှာပါ ကောင်းပါပြီဒါဆိုရင်အခြေအနေကိုပို့ပြီးတော့နားလည်အောင်ပါအရင်ဆုံးသူ့ရဲ့လှုပ်ရှားမှုတွေမစတင်ခင်1980ခုနှစ်အစောပိုင်းကဇူမီခရစ်ယာန်အတိုင်းဝိုင်းရဲ့အခြေအနေကိုပြန်ကြည့်ကြအောင်အရင်မြစ်တွေမှာအမီဂန်ခရစ်ယာန်ဆိုတဲ့စကားလုံးကိုထပ်တလဲလဲတုံးထတာတွေ့ရတယ်လေအဲ့လာကဘာကိုဆိုလိုချင်တာလဲခင်ဗျာ အဲ့ဒီစကလုံးကအဲ့ဒီခေတ်ရဲ့အခြေအနေကိုတော်တော်လေးထိထိမိမိဖော်ပြနေတာရှင်အမေရိကန်ခရစ်ယာန်ဆိုတာကကိုခရစ်ယာန်လို့တော့သတ်မှတ်တယ်ဘုရားကျောင်းလဲတနင်္ဂနွေမှာတက်ချင်တက်မယ်ဒါပေမဲ့ခရစ်တော်ပေါ်မှာကိုယ်ပိုင်တဝိယုံကြည်မှုအဲ့ဒီလိုကိုယ်တိုင်တွေ့ကြုံခံစားရတဲ့ဆက်သွယ်မှုမျိုးမရှိရတဲ့ကိုဆိုလိုတာပါယုံကြည်ခြင်းကနေ့စဉ်ဘဝထဲမှာအမြင့်မတွယ်ပဲနဲ့တလေထုံးစံတစ်ခုလိုဖြစ်နေတဲ့သဘောပေါ့ ဒါဆိုရင်လူမှုရေးရောဘလို့ပုံစံမျိုးရှိခဲ့တယ်လေအရင်မြစ်မှာကိုချင်းတရားပြက်ပြားမှုရရှိခဲ့တယ်လို့ဖော်ပြထားတယ်နော် သူဟာကဲတင်ချင်းဆိုတော့ဗာလေယုံကြည်ခြင်းကကိုယ့်ဘဝကိုဘယ်လိုပြောင်းလဲစေတယ်လဲဆိုတဲ့အသိပညာနည်းပါခဲ့ကြတယ်ဆိုတော့ကိုချင်းတရားဆိုင်ရာစံနှုန်းတွေကလည်းနည်းနည်းပျော့ပြဲနေမိတယ်ပြောရရင်ခရစ်ယာန်ဘာသာကသူတို့ရဲ့ဝိသေသလက္ခဏာတစ်ခုဖြစ်ခဲ့ပေမဲ့သူတို့ရဲ့နေ့စဉ်ဘဝကိုလမ်းညွှန်ပေးတဲ့အင်အားတစ်ခုတော့မဖြစ်ခဲ့ဘူးပေါ့အဲ့ဒီလိုအခြေအနေမျိုးမှာဟောင်းလင်ခံပေါ်ထွက်လာခဲ့တာပါ ကဲဒါဆိုရင်အဓိကဇက်ကောင်ဖြစ်တဲ့ဟောင်းလျန်ခန်းကြောင့်ကိုစလိုက်ကြအောင်ဒီလိုအခြေအနေကနေသူကဘလို့လုပ်ပြီးထူးခြားတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့တာလေသူ့ဘဝမှာအရေးပါတဲ့အလဲပြောင်းကြီးတစ်ခုရှိခဲ့တယ်လို့ဆိုပါတယ်ဖိမတစ်ခုကသူ့ရဲ့ပညာသင်ဘဝနဲ့သက်ဆိုင်တယ်နော် ဟုတ်ပါတယ်ပထမအလင်းအပြောင်းကသူတတဝပဒကျောင်းမှာပညာသင်ကြားနေတော့ဖြစ်ခဲ့တာပါစိတ်ဝင်စားမှုကောင်းကသူတက်ခဲ့တဲ့ကျောင်းကသင်ကြားမှုတွေကတမချင်းစာကိုဖျားတခင်ရဲ့နို့ကပတ်တို့အတိုင်းတိုက်ရိုက်လက်မခံမှုလူအသိဉာဏ်နဲ့ဝေဖန်ပိုင်းခြားလေ့လာတဲ့ liberal တွေးခေါ်ပတ်ကိုရင်းနေခဲ့တယ်ဥမာကျန်းစာတွေကအံဖွယ်မှုတွေကိုပုံဆောင်စကားတွေအဖြစ်သင်ကြားတာမျိုးပေါ့ အဲ့ဒီမှာသူရဲ့ယုံကြည်ချက်လမ်းကြောင်းတစ်ခုလုံးကိုပြောင်းပြန်လန်းလိုက်တယ် အတိအကျပဲအဲ့လိုဆုံးဖြတ်ချက်ကိုချလိုက်တာပေါ့တော့ American Evangelical ဆရာကြီး Billy Graham ရဲ့ဆောင်းပါးတစ်ပုဒ်ကိုဖတ်မိသွားတယ်အဲ့ဒီဆောင်းပါးကတမန်ကျမ်းစာကိုမာရိပ်မှုမရှိတဲ့ဘုရားသခင်တန်ခိုးပိုင်နှုတ်ကပတ်တော်ဖြစ်လက်ခံယုံကြည်ဖို့တိုက်တွန်းထားတာလေဒါကသူ့အတွက်မျက်စိဖွင့်ပြလိုက်တယ်လို့ဖြစ်သွားပြီးတော့သူ့ကြောင့်ရဲ့တင် जा မှုတွေနဲ့စက်ကျင်ဖက်ဖြစ်တဲ့တမန်ကျမ်းစာကိုမှန်တိုင်ပြုတဲ့ယုံကြည်ခြင်းကိုခိုင်ခိုင်မာမာစုပ်ကင်ဖို့ဆုံးဖြတ်လိုက်တယ်ဒါဟာသူ့ရဲ့နောက်ပိုင်းလှုပ်ဆောင်မဲ့ဓမ္မအမှုအလုံးအတွက်အခြေခံအမြင့်ဖြစ်သွားခဲ့တာပါ ပထမတစ်ခုကအတွေးခေါ်ပိုင်းဆိုင်ရာအလဲပြောင်းဆိုရင်ဒုတိယတစ်ခုကတော့တကယ့်မြေပြင်မှာလူတွေနဲ့ထိတွေ့ရင်ရလိုက်တဲ့နာကျင်စရာကောင်းတဲ့တဘောပေါက်မှုကြီးတစ်ခုလို့ဆိုနိုင်မလား မှုတော်ဆောင်တဲ့အခါသူ့အတင်းတော်ကအတင်းသားတွေစီအိမ်တိုင်ရရောက်လက်ပတ်ရင်တွေ့ကြုံခဲ့ရတာပါသူကသူ့အတင်းသားတွေကိုစကားပြောကြည့်တဲ့အခါမှာသူတို့ဟာခရစ်ယာန်တလိထုံးစံတွေကိုတော့သိကြတယ်ဒါပေမဲ့ကက်တင်ကျွင်းဆိုတဲ့အနိတာယကိုမသိကြဘူးခရစ်တော်နဲ့ကိုယ်ပိုင်ဆက်သွယ်မှုမရှိကြဘူးဆိုတာကိုတုံ့လုချောက်ချစွာသဘောပေါက်သွားတယ်ရင်းမြစ်တွေကသူ့ရဲ့ကိုယ်ရဲ့မတတ်မှရေးထားတဲ့စာတစ်ကြောင်းကတော်တော်လေးစိတ်ထိခိုက်စရာကောင်းတယ်ဟုတ်ပါတယ်သူကဒီလူတွေဧဝံဂေလိတရားကိုကြားရမယ်။နောင်တရပြီးခရစ်တော်ရဲ့လက်ဝါးကတိုင်းစီလာရမယ်။ဘုရားသခင်ကျွန်တော်ကိုကူညီပါအသုံးပြုပါဆိုပြီးဆုတောင်းခဲ့တယ်လို့ဖော်ပြထားတယ်။စိတ်ကူးကြည့်ပါ။ကိုတာဝန်ယူထားတဲ့လူတွေဟာဝိညာဉ်ရဲ့ရာကပျောက်ဆုံးနေတယ်လို့ခံစားလိုက်ရတဲ့တင်းအုပ်တရားရဲ့ခံစားချက်ကိုပေါ့။ဒီတွေးရှိမှုကသူ့ကိုပုံမှန်တရားဒေသနာတွေဟောနေုံနဲ့မထစ်တော့ဘူး။ကဲတင်ချင်းဧဝံဂေလိတရားကိုပဲအဓိကထားပြီးပြက်ပြက်သားသားပြန်လဲဟောပြောဖို့တွဲအားပေးခဲ့လာပါ။ တရားဟောတာတင်ကြားတာအပြင်သူ့မှာတခြားပါရမီတွေလည်းအများကြီးရှိသေးတယ်နော်အရင်မြစ်တွေမှာသူ့ကိုဂီတအနုပညာစာပေဘက်မှာလည်းထူးချွန်တယ်လို့ဖော်ပြထားတယ်ဒါကသူ့ရဲ့လှုပ်ရှားမှုတွေအတွက်အထောက်အကူဖြစ်ခဲ့လား အများကြီးဖြစ်ခဲ့ပါတယ်
သူကလူတွေရဲ့နှလုံးသားကိုနီလန်းပေါင်းစုံနဲ့ထီသွင်းနိုင်ခဲ့လေဥပမာအသင်းတော်ရဲ့တန်ဆုံတီဝိုင်းကိုတာဝန်ယူလေခရစ်စမတ်လိုအခါကြီးရဲ့ကြီးတွေမှာဆိုရင်ယေရှုခရစ်တော်ဤဘဝပြဇက်ကိုကိုယ်တိုင် director လုပ်ပြီးတင်ဆက်ခဲ့တယ်အဲ့ဒီပြဇက်ကတကယ်ကိုအောင်မြင်ခဲ့ပြီးမြို့ပေါ်ကလူတွေတာမကအနီးအနားရွာတွေကလူတွေပါလာကြည့်ကြတဲ့အချိန်ခက်ခဲ့တယ်ရှင့်ဒါက evangelion တရားကိုပုံစံတစ်နဲ့တင်ဆက်လိုက်တာပဲ စာပေပတ်မှာလည်းသူ့ရဲ့အားထုတ်မှုတွေကထင်ရှားတယ်နော် ဟုတ်ပါတယ်1993ခုနှစ်မှာခါစင်တုံငိန်းနာနာလေးဆိုတဲ့လက်ဆွဲစာအုပ်ငယ်လေးကိုထုတ်ဝေခဲ့တယ်ပြီးတော့အပနာလိုက်ကြီးလို့ခေါ်တဲ့ယုံကြည်ခြင်းရဲ့အနှစ်သာရအကြောင်းစာအုပ်ကိုလည်းရေးသားခဲ့တယ်ဒါတွေကလူတွေရဲ့ယုံကြည်ခြင်းကိုခိုင်မာစေဖို့လက်တွေ့ကျတဲ့လမ်းညွှန်တွေဖြစ်ခဲ့တာကောဒါပြင်တမန်ကျမ်းစာတွေကယေရမိကျမ်းနဲ့ယောနာကျမ်းကိုတိတိမ်ဘာသာစကားနဲ့ပြန်ဆိုခဲ့ပြီးတော့ဒေတာသုံးသမတ်ချင်းစာအုပ်ကိုပြန်လည်တီးဖြတ်တဲ့နေရာမှာလည်းကူညီခဲ့ရတယ်သူ့ရဲ့ပါရမီပေါင်းစုံကိုသာသနာလုပ်ငန်းမှာအပြည့်အဝအသုံးချခဲ့တာတွေ့ရပါတယ် ကဲဒီနေရာကတကယ်ကိုစိတ်ဝင်စားစရာကောင်းလာပြီဒီလိုကိုယ်ပိုင်ယုံကြည်ချက်အပြောင်းလဲဒီကြိုတင်ပြင်ဆင်မှုတွေအပြီးမှာ1983ခုနှစ်ဧပြီလမှာသူစတင်ခဲ့တဲ့လမ်းပေါ်ထွက်ဧဝံဂေလိပွဲကြီးအကြောင်းကိုပြောကြရအောင်ဒါကဇူမီသမိုင်းမှာအလဲပြောင်းတစ်ခုဖြစ်ခဲ့တယ်လို့ဆိုတယ်ဒါပေမဲ့အစားပိုင်းမှာအခက်အခဲတွေအကြီးကြီးရှိခဲ့တယ်လို့ဆိုပါတယ်နော် မှန်ပါတယ်ရှင်အဲ့ဒီတပတ်ကြလမ်းဘေးဧဝံဂေလိပွဲကိုဧပြီလ30ရက်နေ့မှာဘောလုံးကွင်းတစ်ခုမှာဝါနဲ့လောက်တဲ့တရားဟောစင်မြင့်ထိုးပြီးစတင်ခဲ့တာသူနဲ့သူ့ဖွဲ့ကအားကုန်ပြင်ဆင်ပြီးစိတ်အားထက်သန်စွာနဲ့စတင်ခဲ့ပေမဲ့ပထမညမှာတရားပွဲပြီးသွားတဲ့အခါခရစ်တော်ကိုလက်ခံဖို့ရှေ့ထွက်လာသူတယောက်မှမရှိခဲ့ပါဘူး ဒီအောင်မှမရှိဘူးဆိုတော့တော်တော်လေးလို့စိတ်ပျက်စရာပဲ ဟုတ်တယ်ဒုတိယညမှာလည်းအခြေအနေကအတူတူပါပဲတယောက်မှရှေ့မထွက်လာခဲ့ဘူးဒါကသူ့အတွက်စိန်ခေါ်မှုကြီးတစ်ခုဖြစ်ခဲ့တယ်လို့အရေးကြီးရဲ့အလဲအပြောင်းတစ်ခုလည်းဖြစ်လာခဲ့တယ်ဟောင်လျောင်းခမ်ဟာစိတ်သက်ကြမတော်ပဲဒုတိယညမှာတညာလုံးဆူတောင်းလဲလို့သူ့ရဲ့ကိုရေးမတန်းမှာရေးထားပါတယ်အဲ့ဒီမှာသူကလူစ조사မှုလူအစီအစဉ်တွေကိုအားကိုးနေလို့မဖြစ်တော့ဘူးတန်ရှင်သောဝိညာဉ်တော်ရဲ့တန်ကိုးကိုပဲအပြည့်အဝအားကိုးဖို့ဆုံးဖြတ်ခဲ့တယ် ခဏလေးအဲ့ဒီမှာခဏရက်ပြီးစဉ်းစားကြည့်အောင်လူတစ်ယောက်ကအားကုန်ပြင်ဆင်ထားတဲ့ပွဲမှာနညာစက်တိုက်တုံးပြတ်မှုလုံးဝမရှိဘူးဆိုရင်အတော်လေးစိတ်တက်ကြသွားနိုင်တယ်အများစုကတော့လက်လျှော်သွားနိုင်တယ်လေဒါပေမဲ့သူကတော့အတွင်းဘက်ကိုပြန်လှည့်ပြီးသူ့ရဲ့ချင်းကပ်ပုံကိုပြောင်းလဲလိုက်တာပေါ့ အတိအကျပါပဲအဲ့ဒီဆုံးဖြတ်ချက်ကဖြည့်ထွက်ခဲ့တယ်အရာအလုံးကိုဖျားတကယ်လက်ထဲအနက်လိုက်ပြီးတဲ့နောက်တတိယမြောက်ညမှာအန်ဩစရာဖြစ်ရတစ်ခုဖြစ်ပွားခဲ့လေအဲ့ဒီညတရားပွဲပြီးမှခမ်လန်ခွက်ဆော်တဲ့လူငယ်လေးတူကလူအုပ်ကြားတဲ့ကနေထွက်လာပြီးတော့သူအပြစ်ကိုနောင်တရကြောင်းဝန်ခံကခရစ်တော်ကိုကယ်တင်ရှင်ဖြစ်လက်ခံဖို့ရှေ့ထွက်လာခဲ့ပါတယ်ဒါဟာပွဲရဲ့ပထမဆုံးအောင်မြင်မှုပါပဲ ရေခဲတုံးတတုံးကိုချိုးဖြတ်လိုက်တယ်လို့ပဲဖြစ်မှာပေါ့နော် ဟုတ်ပါရဲ့အဲ့ဒီလူငယ်ရဲ့တတိရှိတဲ့ဆုံးဖြတ်ချက်ကတခြားသူတွေကိုလည်းအားပေးမှုဖြစ်စေခဲ့တယ်တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တယ်လို့ပါပဲအဲ့ဒီညကစားလို့နေတိုင်းလူတွေကသူတို့ရဲ့အပြစ်တွေကိုဝန်ခံဖို့ခရစ်တော်ကိုလက်ခံဖို့ရှေ့ထွက်လာကြရတာပါပဲအဲ့ဒီတပတ်တာပွဲကဇုံမီပြန်လဲနိုးထွက်ရေးလှုပ်ရှားမှုရဲ့တရားလီဝင်အစလို့သတ်မှတ်ခဲ့ကြပါတယ် အဲ့ဒီပွဲရဲ့ထူးခြားချက်ကပါလေရင်ကလုံးနေကြဝိဖြူစီဝေးပွဲတွေမှာပါကွာချတော့တာလေအရင်မြတ်မှာတော့စိတ်အားထက်သန်တဲ့ပုံစံနဲ့တီးချင်းဆိုတာ charismatic style singing တိုက်ရိုက်ကျတဲ့တရားဟောပြောမှုပုံစံပြီးတော့နောင်တရဖို့အတွက်ရှေ့ထွက်ဖိခေါ်မှု altar call တွေပါဝင်တယ်လို့ဆိုပါတယ်ဒါတွေဟာအဲ့ဒီခေတ်အဲ့ဒီဒေတာအတွက်တော်တော်လေးစမ်းသစ်တဲ့ချင်းကပ်မှုတွေလို့ဆိုနိုင်မလား တေချာပေါင်းစုံနိုင်ပါလိမ့်ရှင်အရင်ကဝိပုကိုယ်ဝဲမှုတွေကပိုပြီးတည်ငြိမ်ပြီးအစီအစဉ်တကျဖြစ်ပေမဲ့ဒီလှုပ်ရှားမှုမှာတော့စိတ်ခံစားမှုကိုပိုပြီးဦးစားပေးလာတဲ့အထူးသဖြင့် born again ဒုတိယမွေးခြင်းဆိုတဲ့စကားလုံးကအဲ့ဒီလှုပ်ရှားမှုရဲ့အမတ်အသားတစ်ခုဆောင်ပုတ်တစ်ခုလို့ဖြစ်လာခဲ့တယ် အဲ့ဒီ born again ဆိုတဲ့သဘောတရားကိုနည်းနည်းရှင်းပြပေးပါလား ဒါကယုံကြည်သူတယောက်ဟာခရစ်တော်ကိုသူ့ရဲ့ကယ်တင်ရှင်အဖြစ်လက်ခံလိုက်တဲ့အခါဝိညာဉ်ပိုင်းဆိုင်ရာမွေးဖွားခြင်းအသစ်ကိုခံစားရတယ်ဆိုတဲ့သဘောတရားပါအရင်ကလိုမိဘကခရစ်ယာန်မို့လို့ကိုယ်ကခရစ်ယာန်ဖြစ်တာမဟုတ်တော့ပဲကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီးခရစ်တော်နဲ့ပုဂ္ဂိုလ်ရဲ့အဆက်အသွယ်မှုစတင်တဲ့အခိုက်အတန့်ကိုဆိုလိုတာပါဒါကအမေရိကန်ခရစ်ယာန်ဆိုတဲ့အခြေအနေကနေလုံးဝကိုစန့်ကျင်ဘက်ဖြစ်သွားစေတဲ့အတွေးခေါ်တစ်ခုဖြစ်ခဲ့လာပေါ့ သူ့ရဲ့ဆောင်းပုတ်ကဖြစ်နိုင်သမျှအချင်းတို့အတွင်းလူအများဆုံးကိုခရစ်တော်ထံပို့ဆောင်ဖို့ဆိုပြီးဖြစ်လာခဲ့တယ်လို့လည်းဖတ်ရပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့လှုပ်ရှားမှုကအရှင်ရတော်ခဲ့တယ်ပေါ့ သူနဲ့သူ့အဖွဲ့ဟာမျိုးတွေရွာတွေအနှံ့ခြေချင်းခီးတွေနဲ့နှစ်ပေါင်းများစွာတွားရောက်ပြီးဧဝံဂေလိတရားကိုဟောပြောခဲ့ကြတယ်
ဒါပေမဲ့ဒီလှုပ်ရှားမှုရဲ့အောင်မြင်မှုနောက်ွယ်ကတကယ်အဓိကလျှို့ဝှက်ချက်ကတော့တာမန်လူတို့ဤတသက်ခံခြင်းလေးဝတ်နှစ်စင်းကိုအလေးပေးခဲ့တာပါပဲ အရင်မြစ်ဒီကသူ့ကိုဂျွန်ဝက်စလီနဲ့နိုင်ရှင်ထားတဲ့အဓိကအချက်ကဒါပဲနော်ဒီအချက်ကိုနည်းနည်းလေးချက်ထင်ပြီးရှင်းပြပေးလို့ရမလားဘာကြောင့်ဒီနီးဗျူဟာကအဲ့ဒီခေတ်အဲ့ဒီယဉ်ကျေးမှုမှာအဲ့လောက်ထိတော်လန်ပြီးထိရောက်ခဲ့တာလေ ကောင်းတဲ့မေဟိုမှာရှင်ဂျွန်ဝက်စလီရဲ့လှုပ်ရှားမှုကအင်္ဂလန်မှာဘာသာရေးကိုပညာတတ်သမားဆရာတွေရဲ့လက်ထဲကနေတာမန်လူတို့စီပြန်ထည့်ပေးခဲ့တယ်လို့ပဲဟောက်လျန်ခန်းကလည်းဒီနီးဗျူဟာကိုဇိုမီအတိုင်းဝယ်မှာတုံးထည့်တယ်အဲ့ဒီခေတ်အခါကအဆင့်အတန်းပညာအရေးချင်းကိုတန်ဖိုးထားတဲ့လူအဖွဲ့အစည်းမှာဖျားသခင်ရဲ့အကြောင်းကိုဘယ်သူမှဆိုတက်တည်ခံခွင့်ရှိတယ်ဆိုတဲ့အတွေးခေါ်ကတကယ်ကိုတော်လန်တဲ့အတွေးခေါ်တစ်ခုဖြစ်ခဲ့ပါတယ် ဒါကလူတို့တယောက်ရဲ့စွမ်းအားထက်လူများရဲ့စုပေါင်းစွမ်းအားကိုအသုံးချလိုက်တာပေါ့ အတိအကျပါပဲသူကဝိညာဉ်ကယ်တင်ခြင်းဟာယုံကြည်သူတိုင်းရဲ့အကြီးအမြတ်ဆုံးတာဝန်ဖြစ်တယ်လို့သင်ကြားခဲ့တယ်။တင်းဟုတ်ဆရာတွေဓမ္မဆရာတွေပဲတရားဟောရမယ်ဆိုတဲ့အယူအဆကိုချိုးဖျက်ပြီးတားမှန်ယုံကြည်သူတွေကိုတိုက်တွန်းလို့ဆော်ကဧဝံဂေလိလုပ်ငန်းမှာပါဝင်ဖို့စွမ်းရည်မြင့်တင်ပေးခဲ့တယ်။ဒါကလူတိုင်းကိုတာဝန်ရှိသူပါဝင်သူအဖြစ်ခံစားစေခဲ့တယ်။ဒီလိုနဲ့တားမှန်ယုံကြည်သူတွေကကစင်ဒီလှုပ်ရှားမှုဟာနိုင်ငံအနှံ့ကိုအရှိန်အဟုန်နဲ့ပြန့်နှံ့သွားခဲ့ပါတယ်။ဒါကလှုပ်ရှားမှုကြီးအရှိန်ရသွားစေရဲ့အဓိကရုပ်ဝတ်ချက်ပါပဲ ကဲဒါတွေအားလုံးကဘာလို့ဆိုလိုတာလဲဟော်လီယန်ခါမီရဲ့လှုပ်ရှားမှုတွေကြောင့်ဇိုမီအတိုင်းဝိုင်းမှာဘယ်လိုတိကျတဲ့အကျိုးသက်ရောက်မှုတွေရှိခဲ့တယ်လဲဘာသာရေးရှုထောက်ကနေအရင်ကြည့်ကြအောင် လှုပ်ရှားမှုက Zoomi Christian တွေကြားမှာ Evangelical Pentecostal ယုံကြည်မှုနဲ့ကျင့်သုံးမှုတွေအတွက်အခြေခံအုံးမြစ်ကိုခိုင်ခိုင်မာမာချက်ပေးနိုင်ခဲ့တယ်။သူပြန်လဲအသက်သွင်းခဲ့တဲ့တွင်တင်ချက်တွေဥပမာတမာကျမ်းစာဟာမှားယွင်းမှုမရှိတဲ့ဖျားသခင်ရဲ့နှုတ်ကပတ်တော်ခတ်တယ်ဆိုတာယုံကြည်ခြင်းအားဖြင့်သာကယ်တင်ခြင်းရတယ်ဆိုတာပြီးတော့ခရစ်တော်ရဲ့ atoning work လို့ခေါ်တဲ့အမှုတော်တွေဟာလူတွေရဲ့ယုံကြည်မှုကိုပိုပြီးခိုင်မာစေခဲ့တယ် ခဏလေအဲ့ဒီ atonement work ဆိုတာကိုနည်းနည်းရှင်းပြပေးပါလားဖြစ်မြတ် ရပါတယ်ရှင်ခရစ်တော်ရဲ့ atoning work ဒါမှမဟုတ်အပြစ်ဖြေခြင်းဆိုင်ရာအမှုတော်ဆိုတာကလူသားတွေရဲ့အပြစ်အတွက်ခရစ်တော်ကလဝကတိုင်မှာအသေးခံပြီးအဖို့ခအဖြစ်ပိတ်ဆက်ခဲ့တယ်ဆိုရဲခရစ်ယာန်ဘာသာရဲ့အခြေခံယုံကြည်ချက်ကိုဆိုလိုတာပါလူတွေဟာကိုယ့်ရဲ့ကောင်းမှုကုသိုလ်နဲ့ကယ်တင်ခြင်းမရနိုင်ပဲခရစ်တော်ရဲ့ပိတ်ဆက်မှုကိုယုံကြည်ခြင်းနဲ့သာရနိုင်တယ်ဆိုတဲ့အချက်ပေါ့ဒီအချက်ကိုနည်းနည်းရှိုင်းရှိုင်းနားလည်သွားတဲ့အခါလူတွေရဲ့ယုံကြည်မှုကအပေါ်ရမဟုတ်တော့ပဲပိုပြီးခိုင်မာလာခဲ့တယ်ဒီနေ့ခေတ်ဇိုမီခရစ်ယာန်တို့ရဲ့ထက်ဝက်လောက်ကသူတို့ကိုယ်သူတို့ evangelical ဒါမှမဟုတ် pentecostal လို့သတ်မှတ်ကြတဲ့အခါဒီလုံရှားမှုရဲ့အရှင်ဝါကကြီးမားခဲ့ပါ ဘာသာရေးအပြင်လူမှုရေးဘက်မှာရောဘလို့အကျိုးသက်ရောက်မှုတွေရှိခဲ့ပါသလဲဒါကလည်းသိပ်အရေးကြီးတဲ့အပိုင်းပဲ ဟုတ်ပါတယ်ဒီပြန်လည်နိုးထွက်မှုကြောင့်လူမှုရေးဘက်မှာလည်းသိပါတဲ့အဖြောင်းလဲတွေဖြစ်ပေါ်ခဲ့တယ်လူတွေဟာဖျားသခင်ကိုကောင်းကြီးမင်္ဂလာတွေရဲ့ယဉ်မြစ်အဖြစ်ရှုမြင်လာကြတယ်ဒါကြောင့်အောင်မြင်မှုတွေရတဲ့အခါအကျေးဇူးတော်ချီးမွမ်းပွဲတွေကျင်းပတာကလေးတွေကိုခရစ်ယာန်နာမည်တွေပေးရလိုမျိုးယဉ်ကျေးမှုဆိုင်ရာအလဲထားတွေဖြောင်းလဲလာတယ် ပူပြီးလက်စုပ်လက်ကင်ပြလို့ရတဲ့လူမှုရေးလုပ်ငန်းတွေရောရှိခဲ့လားအရင်အမြင်မှာယဉ်ကျေးမှုဆိုင်ရာအမင်းတော် cultural mandate ဆိုတဲ့စကားလုံးကိုတုံးထားတယ်အဲ့ဒီယူဆကဘလို့အလုပ်လုပ်ခဲ့တာလဲ အဲ့ဒီ cultural mandate ဆိုတဲ့အယူအဆကသိတ်ကိုအရေးကြီးတာပဲဆိုလိုတာကယုံကြည်သူတွေဟာဝိညာဉ်ရေးရာကယ်တင်ခြင်းတစ်ခုတည်းအတွက်ပဲအာယုံဆိုင်နေရမှာမဟုတ်ပဲဖျားသခင်ဖန်ဆင်းထားတဲ့ဒီလောကကြီးနဲ့လူဖွဲ့စည်းကိုပိုကောင်းအောင်တိဆောက်ဖို့စောင့်ရှောက်ဖို့တာဝန်ရှိတယ်ဆိုတဲ့အတ္တိတရားပဲဖြစ်ပါတယ်ဒီအတွေ့အခေါ်ကြောင့်သူတို့ရဲ့ယုံကြည်ခြင်းဟာတနင်္ဂနွေနေ့ဖျားကျောင်းဝဲမှာပဲရှိမနေရောပဲတပတ်လုံးလူဖွဲ့စည်းအတွက်အကျိုးပြုတဲ့လုပ်ရတဲ့အဖြစ်ပြောင်းလဲလာခဲ့တာပါ ဒါဆိုရင်လက်တွေ့မှာဘလို့လွတ်ရက်တွေအဖြစ်ပြောင်းလဲဖော်ခဲ့တယ်လေ လက်တွေ့မှာတော့အတင်းတော်တွေနဲ့ယုံကြည်သူတွေကမိဘမဲ့ဂေဟာတွေပုဂ္ဂလိကဆေးခန်းတွေတီထောင်လာကြတယ်။ကယ်ဆယ်ရေးရမှုတွေလူရန်တာရဲရွယ်လူမှုရေးတာဝန်တွေကိုပိုပြီးတက်တက်ကြွကြွထမ်းဆောင်လာကြတာတွေဟာဒီလှုပ်ရှားမှုရဲ့လူမှုရေးဆိုင်ရာအတီးပွင့်နေပါပဲ။ပြောင်းရင်ယုံကြည်ခြင်းကလူတူးချင်းရဲ့အတွင်းစိတ်မှာပဲရှိမနေတော့ပဲအပြင်ဘက်လူဖွဲ့စည်းကိုအကျိုးပြုတဲ့လှုပ်ဆောင်ချက်တွေအဖြစ်ထင်ဟပ်လာခဲ့တာပါ။ သူဟာနောက်ပိုင်းမှာရန်ကုန်မြို့မှာ Evangelical Bible College ကိုတီးထောင်သူကျောင်းအုပ်ကြီးအဖြစ်တော့ Grace Assembly of God အသင်းတော်ရဲ့အကြီးတန်းတင်ဟုတ်ဆရာအဖြစ်ပါ1995ခုနှစ်မှာကွယ်လွန်ခြင်းထိတာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်။သူဟာဇိုမျိုးလူမျိုးတဲ့အတွက်ထားမှာကမြန်မာနိုင်ငံရဲ့ Evangelical Pentecostal အထိုင်ဝမ်တစ်ခုလုံးအတွက်ပါအရေးပါတဲ့ခေါင်းဆောင်တူချီချေပုံပါပဲ အချို့အပြင်ပြောရရင်တော့ Howling Come ဟာ
ဇိုမီချင်းလူမျိုးတွေအတွက်ပြန်လဲနိုးထေရေးကိုရှေ့ဆောင်ခဲ့သူသူ့လိုခေါင်းဆောင်တွေအများကြီးကိုလေ့ကျင့်ပေးခဲ့သူပြီးတော့ဘာသာရေးယုံကြည်မှုအနေနဲ့ရှင်လူဖွဲ့စည်းတစ်ခုလုံးကိုအဖြို့ဆောင်တဲ့ပြောင်းလဲမှုတွေယူဆောင်လာပေးခဲ့သူအဖြစ်ခိုင်မာတဲ့အမွေနှစ်တစ်ခုကိုခြံထားခဲ့ပါတယ် ဒီနေ့ဆွေးနွေးခဲ့တဲ့အချက်လက်တွေကဟောလီဟန်ခမ်ရဲ့သူ့အတိုင်းအဝိုင်းအပေါ်တက်ရောက်မှုတွေကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်သူ့ရဲ့ဇွဲယုံကြည်ချက်နဲ့နိပြူဟာတွေကတမိုင်းကိုပြောင်းလဲစေခဲ့တယ်ဒါပေမဲ့ဒါကပူချေပြန့်တဲ့မြေခွန်းတစ်ခုကိုလည်းမေ့စရာဖြစ်လာစေပါတယ်လူပုဂ္ဂိုလ်တို့ဦးရဲ့နေရှင်ရဲ့ကိုယ်ပိုင်ယုံကြည်ချက်ကနေမျိုးဆက်တစ်ဆက်လုံးရဲ့ယုံကြည်မှုယဉ်ကျေးမှုနဲ့လူမှုဖွဲ့စည်းပုံတွေကိုပြန်လဲပုံဖော်ပြောင်းလဲသွားစေတဲ့လိုင်းကြီးရဲ့ဒီဘလို့ဖြစ်ပေါ်လာနိုင်ပါသလဲ